တာတွေတအားများတဲ့ယူရိုကိုဖြည့်ဆည်းပေးနိုင်တာမေသူချွိုက်ပဲရှိတယ်နော်အပြဲအကွဲတွေလည်းမကြိုက်ဘူးဒီဇိုင်းမကလေးကလည်းလိုချင်သေးတယ်ဂျင်းရောင်တွေကလည်းရိုးနေပြီးအမဲလေးမရှိဘူးလားလို့မေးတဲ့သူလေးတွေအတွက်ဟောဒီမှာဒီဇိုင်းလေးဘယ်လောက်ထိမိုက်နေလဲမျက်မြင်ကိုတွေ့တာကြည့်လိုက်ကြတော့ဒါနောက်ကျောပုံစံဒါကကြတော့ရှေ့ပုံစံအရန်ကိုမိုက်တယ်ဘယ်နားမှာအကွဲအပဲမပါဘူးဒီဇိုင်းကလည်းဝစ်လိုက်တာနဲ့မိမိုက်နေမဲ့ပုံစံမျိုးလေးဒါမျိုးလိုချင်လို့ရှိရင်မေသူချိုက်မှာရပါပြီရှင်ဒါလေးတွေကိုဈေးတစ်တစ်လေးနဲ့ပေးပါမယ်ရှင်သူ့ရဲ့လာတဲ့ site လေးတွေက small medium large size 3 site ပဲရပါမယ်ဈေးနှုန်းလေးကကြတစ်ထည်ကို4300နဲ့ပဲယူပါရှင်ပုံမှန်ဈေးဘသူမဆိုသိတယ်ဝယ်နေကြသူတွေဆိုသိတယ်9000မကျော်ရင်ဒီလိုဒီဇိုင်းဒီလိုပက်ကီပုံစံမျိုးကိုမရပါဘူးရှင်ဒီဒီဇိုင်းဒီကာလာကိုမေသူ4300နဲ့ပဲပေးပါမယ်ရှင်ကျိုင်းတုံမျိုးတွင်းဆိုလို့ရှင်အိမ်ရောက်ငွေချေပို့ပေးပါမယ်ကြံမျိုးတွေဆိုလို့ရှင်တော့ငွေကြိုလွှဲရပါမယ်ရှင်ဒီလိုပုံစံဒီလိုကာလာဒီလိုဒီဇိုင်းအသား quality လည်းတစ်ချက်ရှိုးအနီးကပ်လေးကိုတစ်ချက်ပြပေးလိုက်မယ်ကွာဒီမှာကြည့်ဒါလေးလိုချင်နေဆိုလို့ရှိရင်မေသူစီမှာအသင့်ရပါပြီနော်ဒါလေးက4300ပါပဲရှင်ဒါလေးရလိုချင်နေဆိုလို့ရှိရင်လာမှာလို့ရပါပြီရှင်ကျိုင်းတုံမျိုးကပါရှင်